စမ်းပါဗျာကျွန်တော်ပြောတဲ့စကားအလကားမဖြစ်စေရအောင်တသိန်းရင်1000ရမယ်ဒီမှာကောင်းမြတ်ကိုတောင်ကျွန်တော်ပြောလိုက်ပြောပြီးကျွန်တော်လူတွေကုန်စုခိုင်းတာအေးအဲ့ဒါကြောင့်ပြောတာလေအဲ့မှာကျွန်တော်အကုန်လုံးကိုခေါ်လာတာတသိန်းရင်1000ရမယ်ဆိုလို့အကုန်လုံးကအကိုစီကိုလာပြီးတသိန်းရင်မယ်ဆိုတာကြီးပဲနော်ဒီလိုစီဝါရေးမျိုးဗျာဘယ်မှာသွားရှာမလဲဟုတ်လားတသိန်းရင်1000ရမှာသိကြရနော်ဟောသိကြပါတယ်တသိန်းရင်1000ရဘုံနေနေပါလေပြရအောင်ဟိုမလုံးကျွန်တော်စာချုပ်လည်းမလို့ကျွန်တော်ဂရီတစ်လုံးနဲ့အလုပ်လုပ်တာဗျာလုံးကြီးအဲ့နော်ဒါမလို့ဘူးတသိန်းရင်ဒါအခုမဟုတ်ဘူးနော်စိတ်တွေကစိတ်တမ်းမှာအလုပ်လုပ်မပါတန်1000ရမှာတေးတာတသိန်းရင်တသိန်းရင်1000ပဲဗျာကဲမင်းဒါတသိန်းဟုတ်ပြီ1000နော်တေးတာနော်1000ရမှာနော်တသိန်းရင်1000တသိန်းကဲရပြီလေကြိုက်ပြီ5 6 9 10ကဲရတသိန်းရင်လိုက်ပြီကဲရော့1000ဟာ1000ဝတ်တီလေဟုတ်တယ်နော်ငယ်ရကြိုက်ပြီဂတိမဟုတ်လာမယ်မဟုတ်တစင်းချင်းလာမယ်โอเคခဏလေးတသိပြည့်ရနော်ဒီလိုက်ဟုတ်ပါပြီအဲ့ဒါမှ1 2 3 4 5 6 9 10ကြည့်ပါလေဟုတ်ပြီရပြီကဲတသိတောင်းမရဘူးဟာချက်ချင်းရနော်လည်းငယ်သေးတာတသိန်းရေကတော့ရပြီဘာဖြစ်နေလဲငါဘာဖြစ်နေလဲငါလည်းကျမဟာခဏတရားဗီဒီယိုလာမယ်တရားလာပြီငါလည်းမနေအကုန်လုံးဖြစ်စေရမယ်ဗျာမင်းဘက်ကရေးပြီ1000ရမှာနော်1000ရပြီ1000ရဝိုင်းဟုတ်လားတော့ဒါမျက်မြင်မဲ့နော်ဟုတ်တယ်ချက်ချင်းပေးတာ1 2 3 4 5 6 9 10ကဲရော1000မရဘူးလားရပါပြီအဲ့ဒါပဲပြောချင်တာဒါပဲရှင်းအလုပ်လုပ်တယ်ဆိုရှင်လဲခဏနေအောင်တသိန်းပြ1000ရမှာနော်ဩအခုဒီမှာအရှိပါပဲပေးသွားတာမမြင်ဘူးလားဟုတ်တယ်ပြောအဲ့ဒါကြေးကြည့်လိုက်ဆောင်းနေလည်းပါဩကျေးဇူးမဆုလေဆုလားဟုတ်ပါပြီဒီနေ့3 4 5 6 9 10 9ဟောဒီဟာတောင်းနေပါ3 4 5 6 9 10 91000ဘူးနေတယ်1000ဘူးနေတယ်နော်1000ဘူးနေတယ်ဩငါပတ်စံနေဟာဖြစ်မရဘူးလားချက်ချင်းရလားဟုတ်လားကိုတို့လေတသိန်းရင်1000ရမှာနော်ဟောတသိန်းရင်1000ရမယ်ဗျာရှော့ဒီမှာလောလောဆယ်တသိန်းတသိန်းရင်1000ရမယ်ဆို2သိန်းရင်ရော2000မို့2000ရမှာအမလေး2000ရင်1000ရမယ်ဗျာ9000ရင်9အဲ့မ9သိန်းရင်9000ရမယ်ဗျာကဲအဲ့ဒါဒီမှာနောက်1000ထပ်နောက်သိန်းထပ်ပြီမယ်ရ3 4 5ဟုတ်ပြီဘာလဲကြည့်ပြန်ပြီ2သိန်းဟုတ်လားကဲ2သိန်းရင်တော့50 55 20ကဲ2000မရဘူးလား2000ရပြီဟုတ်လားဟုတ်တယ်နောက်ခါကျနေညယူလာခဲ့ပြီဟုတ်ရတယ်ပြောမယ်ဆိုတော့စီဝါရေးကိုပြောမယ်ဆိုတော့ဗျာဖြတ်လာတဲ့သဘောပေါ့ဟုတ်လားတပြည့်စီဝါရေးလည်းလုပ်လို့ရတယ်အဲ့ဒီမှာလည်းလာပြီးလုပ်လို့ရတယ်တသိန်းရင်1000ရမှာကဲတပြည့်လူတွေလည်းပြောလိုက်ဟုတ်ကဲ့လူတွေလည်းပြောလိုက်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကြာတော့ကတော့သွားပြီနော်သွားပါတသိန်းရင်1000နော်တသိန်းရင်1000ပါကျေးဇူးပါ thank you